ကျမတို့အထက်ညာဒေတာစတုဒီတာတွေမှာကျွေးတဲ့စတုဒီတာဟင်းလေးချက်ပြပေးမယ်နော်ဒီနေ့ချက်မှာမို့ကျမမင်းညလေးကကလဲပဲဆန်လေးတစ်ပူကိုရေစိမ်ထားပါတယ်အဲ့ပဲပြုတ်လို့ရှိရင်လေငပီလေးနည်းနည်းထည့်ပြုတ်ပြီလားတောက်လို့ရှိရင်လေလေးနဲ့အရန်တောက်လို့ကောင်းတာငပီလေးနည်းနည်းထည့်ပြုတ်ကြည့်နော်ဒါကတော့ပဲလေးတွေနူးနဲ့လာပြီဆိုတာနဲ့ကျမကြေသွားအောင်ခြေလိုက်တာပေါ့နော်ဓမ္မဥဆုံးစီပူလာနဲ့ဂျင်းကျက်သွန်ကြီးစီတက်ပါအယောင်တင်မုံလေးနည်းနည်းထည့်ပေါ့နော်အယောင်လေးပေါ်သွားအောင်လို့လေပြီးလို့ရှိရင်ခုနကပြုတ်ပြီးသားခြေပြီးသားပဲကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ကျမရေလေးနည်းနည်းထည့်ထည့်ပါတယ်ပါသေးရဲ့နော်ဒီကနည်းနည်းကိုမဟုတ်တော်တော်များများကိုထည့်တယ်ကျမတို့ကအရေတောက်ကြိုက်တော့လေစားလေးလည်းထည့်တယ်ဒီထဲကိုပဲရင်းထဲကိုလေငံပြာရည်လေးလည်းထည့်ပါတယ်ကဲခုဆိုလို့ရှိရင်ပဲဟင်းလေးရပါပြီဒါဆိုလို့ရှိရင်ကျမကတက်ချင်တုပ်ဆက်သုံးမယ်ပေါ့နော်ပြက်ချင်ကနှစ်ထုပ်ဝယ်တာများလို့တစ်ထုပ်ချင်းစီပဲခွဲသုံးမှာပေါ့နော်ပထမဦးဆုံးကျမကစက်သွန်မှုကိုအရင်ကြိုက်ထည့်ပါတယ်ပြက်ချင်ကိုရေးဆေးပြီးတော့မှစက်သွန်မှုကိုကြိုက်ထည့်ရပါတော့ပြီးလို့ရှိရင်နန်းမင်းထည့်တယ်စက်သွန်နီလေးတွေကိုလေပပနှီးပြီးတော့ရေးဆေးထားတာလေးထည့်ထည့်ပါတယ်ပြီးရင်ရုပ်သီးစိမ်းလေးတွေကြိုက်ထည့်လိုက်တယ်ပေါ့နော်ပြီးရင်စီထဲစားထဲအချုံမုံလေးနည်းနည်းထည့်ပြီးတော့နေပါမယ်ငရုတ်သီးကြော်တော့ကျမမင်းညမီလာတော့ကြော်လိုက်တာမို့မပြတော့ဘူးပေါ့နော်အခုကကျမတို့ထက်ညာဒီတာဘက်မှာကျွေးတဲ့စတုဒီတာဟင်းပဲဟင်းချင်တော့ငရုတ်သီးကြော်လေးရပါပြီပေါ့နော်ဒီဟင်းကလေစတုဒီတာတွေမှာကျွေးတဲ့ကိုအိမ်မှာကိုချက်စားလဲအရန်စားလို့ကောင်းအရန်ထမင်းမိန်တာပဲကျမတို့အိမ်ကလူတွေဆိုလေဒီနေ့ချက်တော့နေ့လယ်စာကို17နာရီလာစားတယ်နော်12နာရီမဟုတ်အရန်ကိုစားလို့ကောင်းတဲ့ဟင်းလေးပါအားလုံးပဲလိုက်ချက်စားကြည့်ကြနော်ကျေးဇူးပါရှင်